လိုအားလုံးကြွားရောက်လာကြတဲ့ဆရာကြီးသိမ့်နေတကွာကျောင်းလာတဲ့ every သက်တွေအကုန်လုံးကျွန်တော်မျိုးသက်အောင်နေပြီးတော့ကျေးဇူးတင်ကြောင်းအရင်ဆုံးပြောချင်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းကတော့ဒီ endoscope ပေါ့နော်အစာအိမ်မှန်ပြောင်းနေဥပါကြီးမှန်ပြောင်းနေဒါတွေကလူတိုင်းကြားဘူးပြီးသားပဲဘာမှအသစ်ဆန်းမဟုတ်ဘူးအခုဆိုလို့ရှိရင်တော်တော်များများလည်းကြည်ဘူးနေကြပြီဒါပေမဲ့အခု AI ဒီ artificial intelligence ဟာဒီ scope တွေကိုဘယ်လိုပိုကောင်းအောင်လုပ်ပေးမှာလဲဒါကရိုးရိုး scope နဲ့ဘာကွာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဒီနေ့နည်းနည်းရှင်းပြသွားမယ်ပေါ့နော်အဲ့တော့နံပါတ်1ကကျွန်တော်ကတော့ဘယ်ဒီနေ့မှာဘာကိုပို့ပြီးတော့ဦးစားပေးရှင်းပြသွားမလဲဆိုတော့ကျွန်တော်က lower GI surgeon colorectal surgeon ဆိုတော့ကျွန်တော်ကဒီအစာအိမ်ကိစ္စတွေတဲ့ဒီဥမာကြီးလို့ခေါ်တဲ့ကိုလုံးမစင်အိမ်လို့ခေါ်တဲ့ rectum ဒီကိစ္စတွေကိုကျွန်တော် focus လုပ်ပြီးတော့ပြောသွားမယ်ဆိုတော့ဒီနေ့ scope မှာလဲI will focus more on the lower GI အောက်ပိုင်းကိစ္စတွေကိုကျွန်တော်ပို့ပြီးတော့ focus လုပ်ပြီးပြောမယ်ဒီအစာအိမ်ကိစ္စတွေကတော့ဆရာကြီးဦးသိန်းမြင့်ပို့ပြီးတော့ပြောသွားပါလိမ့်မယ်တော့ AI ကဘာကောင်းလဲ AI ကဘာကောင်းလဲမပြောခဲ့ကျွန်တော်တို့ဘာကြောင့် scope ကြည့်နေလဲဆိုတာကိုလူတွေကရိုးရိုးတာမန်လူတွေကပို့ပြီးတော့နားလည်ဖို့လိုတယ်ကျွန်တော်တို့စိတ်ထဲမှာထင်တာက scope ကြည့်ရဲဆိုတာက cancer ကိုကြောက်လို့ကြည့်တာ yes ဒါကတော့မှန်တယ်ဒါပေမဲ့ scope ကြည့်ရဲဆိုတာ cancer တစ်ခုတည်းကိုရှာဖွေနေတာမဟုတ်ဘူးဆိုတာကိုရိုးရိုးလူနာတွေအနေနဲ့ကောင်းကောင်းနားလည်ဖို့လိုတယ်ပေါ့နော် okay အဲ့တော့နံပါတ်1ကမှန်ပြောင်းကြည့်ခြင်းသည် cancer ရှိတယ်မရှိဘူးဆိုတော့အဖြေတစ်ခုတည်းနဲ့မပြီးဘူးအဲ့ဒီဟာကိုသိချင်လို့ကြည့်နေတာဒီတပိုင်းတော့မှန်တယ်တပိုင်းမမှန်ဘူးကျွန်တော်တို့ဒီဘာကိုရှာနေရလဲဆိုရင်ကင်ဆာကိုတင်ရှာနေတာမဟုတ်ဘူးကင်ဆာဖြစ်လာနိုင်တဲ့အလုံးအဖုအကျိတ်သေးသေးလေးတွေ polyp လို့ခေါ်တဲ့သေးသေးလေးတွေကိုကျွန်တော်တို့ကရှာဖွေနေတာဖြစ်တယ်ပေါ့နော်ဒီမှာဤကင်ဆာတစ်ခုကချက်ချင်းနေချင်းညချင်းထပြီးတော့ဖြစ်လာတာမဟုတ်ဘူးเนาะလူတွေကထင်တာဟာကင်ဆာဖြစ်ပြီလုံငယ်သော2ပတ်3ပတ်လောက်ကကျွန်တော်ဝန်းသွားလို့မကောင်းကင်ဆာဖြစ်တယ်ကျွန်တော်ကင်ဆာဖြစ်တာ2ပတ်1လပဲရှိသေးတယ်လို့ထင်တယ် no တကယ်တော့ဒီကင်ဆာဖြစ်မဲ့ကိစ္စဒီလုံငယ်သော10နှစ်15နှစ်ကနေကိုယ့်ရဲ့ဥထဲမှာကိုယ့်ရဲ့ဘိုက်ထဲမှာအစပြိုးနေပြီဖြစ်တယ်ဒါပေမဲ့ဒီအချိန်မှာဘာမှလည်းမခံစားရဘူးအဲ့တော့လူတွေကလည်းဘာမှလည်းမသိဘူးဘာမှလည်းမလုပ်ဘူးနေကောင်းနေတာပဲအဲ့တော့ဒီကင်ဆာဖြစ်တာဘယ်ကစတာလဲဆိုတော့ polyp လို့ခေါ်တဲ့အသပိုလေးတွေကစတာဒီအသပိုလေးတွေဒီပြောရဆိုရင်တကက်သေးသေးလေးစမ်းစည်းလောက်နှမ်းစည်းလောက်ဟာလေးတွေကနေစတာဒါလေးတွေကတဖြည်းဖြည်းနှစ်ပေါင်းများစွာကြီးလာပြီးတော့မှကင်ဆာဆိုတဲ့အခြေအနေတစ်ခုကိုနောက်10နှစ်15နှစ်မှာရောက်လာတာဖြစ်တယ်ဒါဟာအများစုကဒီတိုင်းပဲသွားတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် adenoma carcinoma sequence လို့ကျွန်တော်တို့ဆေးပညာမှာခေါ်တယ် adenoma ဆိုတာဘာလဲကျွန်တော်ခုနပြောတဲ့အလုံးအဖုသေးသေးလေး polyp လို့ခေါ်တဲ့သေးသေးလေးတွေကနေနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာ carcinoma လို့ခေါ်တဲ့ cancer ပြောင်းသွားတယ်အဲ့တော့ကျွန်တော်တို့ကဒီ adenoma ကနေဒီ carcinoma ကိုပြောင်းဖို့နှစ်ပေါင်းများစွာကြာတယ်အဲ့တော့အဲ့ဒီအချိန်မှာဘာလုပ်မလဲဒီဘဝမှာသာကျွန်တော်တို့ကဒီအဖို့တွေကိုရှင်းထုတ်လိုက်လို့ရှိရင်